စကတ်တူပြက်နဲ့မြန်မာမိန်းကလေးတွေရဲ့အင်းကြီးလေဟိုင်ဝကထားပြီးပေါ်လီမပါပဲသူတို့စော့တယ်မြင်ချင်းကြော်သွားလိုက်တယ်ထင်းလေးခါပြီးသူတို့ပြောပြန်တယ်သင်ပြတယ်ရင်ပြတယ်ကွန်မန့်မှာဝင်ရေးမိရင်ကြောင်းပြန်ပြီးတော့သူတို့ဆဲတယ်တစ်တော်ဆိုတာပြောဆိုကြတာဘဝကြီးမဟုတ်မှန်းသိစေဖို့ပါဆယ်လီပြဖို့အသေးတွေပေးတယ်ဆယ်လီပြတော့လိုက်တွေလွင့်နေကြီးစီရဲ့ကြာစီရဲ့နေရအနှံ့သူတို့ကိုပြီးနေဆယ်လီကြီးတွေတကယ်ပြောကောင်းတာပွဲစားတွေလည်းရန်ကုန်များသလိုကြော်ညာပိုလေးတက်ကထားပြီးလောင်းကစားတွေလဲသူတို့ကြော်ညာတယ်လိုအရင်ဆက်တွေလိုက်တယ်အကိုလိုယုံလိုက်မိတာအိမ်နဲ့ချမ်းလေးအကုန်လုံးပါသွားတယ်လိုက်လွင်ရင်လဲရန်တွေပြစ်တဲ့ချိန်လုံးငါတော့တငယ်ချင်းမို့ွယ်နေအောင်မယ်ဝေးမောင်းမယ်ခင်းရင်ပြကကိန်းကြော်ညာသေးတယ်ဆိုတဲ့စကတ်တူပြက်နဲ့မြန်မာမိန်းကလေးတွေရဲ့အင်းကြီးလေဟိုင်ဝကထားပြီးပေါ်လီမပါပဲသူတို့စော့တယ်မြင်ချင်းကြော်သွားလိုက်တယ်ထင်းလေးခါပြီးသူတို့ပြောပြန်တယ်သင်ပြတယ်ရင်ပြတယ်ကွန်မန့်မှာဝင်ရေးမိရင်ကြောင်းပြန်ပြီးတော့သူတို့ဆဲတယ်တော်ဆိုတာပြောဆိုကြတာဘဝကြီးမဟုတ်မှန်းသိစေဖို့ပါဆယ်လီပြဖို့အသေးတွေပေးတယ်ဆယ်လီပြတော့လိုက်တွေလွင့်နေကြီးစီရဲ့ကြာစီရဲ့နေရအနှံ့သူတို့ကိုပြီးနေဆယ်လီကြီးတွေတကယ်ပြောကောင်းတာပွဲစားတွေလည်းရန်ကုန်များသလိုကြော်ညာပိုလေးတက်ကထားပြီးလောင်းကစားတွေလဲသူတို့ကြော်ညာတယ်လိုအရင်ဆက်တွေလိုက်တယ်အကိုလိုယုံလိုက်မိတာအိမ်နဲ့ချမ်းလေးအကုန်လုံးပါသွားတယ်လိုက်လွင်ရင်လဲရန်တွေပြစ်တဲ့ချိန်လုံးငါတော့တငယ်ချင်းမို့ွယ်နေအောင်မယ်ခွေမောင်းမယ်ခင်းရင်ပြကကိန်းကြော်ညာသေးတယ်